ယေရှုခရစ်တော်၏နာမ၌အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုရှေးဥစွာချီးမွမ်းပါတယ်။ဒီနေ့မှာစိတ်မပြတ်နဲ့ဆိုတဲ့အကြောင်းအရာအပြင်နှုတ်ကပတ်တော်ကိုဆင်ခြင်ခွာယူတာဖို့ဖြစ်ပါတယ်။ရှမတ်သေးခရစ်ဝင်အခန်းကြီး7အပိုင်းငယ်6ငါကြောင့်စိတ်မပြတ်တော်သူသည်မင်္ဂလာရှိ၏။ငါကြောင့်စိတ်မပြတ်တော်သူသည်မင်္ဂလာရှိ၏။ဒီနှုတ်ကပတ်တော်ကတော့ယေရှုခရစ်ကနေပြီးတော့မှတပည့်တော်တွေကိုစေလွှတ်ပြီးတော့ဗတ္တိဇံဆရာယောဟန်ကိုပြန်ပြောခိုင်းတဲ့စကားပဲဖြစ်ပါတယ်။ဘာကြောင့်မို့လို့ယောဟန်ကိုဒီစကားပြောခိုင်းလိုက်တယ်လဲဆိုရင်တော့အဲ့ဒီကာလမှာယောဟန်ကထောင်ကျနေတာဖြစ်ပါတယ်။အကြောင်းကတော့ဟေရုမင်းကြီးကသူ့ရဲ့ညီဖိလိပ္ပုရဲ့မိန်းမဟေရောတိကိုသိမ်းယူတဲ့အတွက်ယောဟန်ကနေပြီးတော့မှဒီလိုမျိုးကိုယ့်ရဲ့ညီရဲ့မိန်းမကိုသိမ်းယူတာမကောင်းဘူးလို့ပြောဆိုတဲ့အခါမှာအဲ့ဒီမိန်းမအကြောင်းကြောင့်ယောဟန်ကဖမ်းဆီးပြီးတော့မှထောင်ထဲမှာချုပ်နှောင်ခြင်းကိုခံနေရတဲ့အချိန်ဖြစ်ပါတယ်။တကယ်တော့ယောဟန်ပြောတဲ့အထက်မှာအမှားမပါပါဘူး။ဗတ္တိဇံဆရာယောဟန်ကကိုယ်တိုင်တန်ရှင်းဖြောင့်မတ်တဲ့သူဖြစ်တယ်လို့သူတစ်ပါးကိုလည်းတန်ရှင်းစွာအသက်ရှင်စေခြင်းတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့သူ့ဘဝတစ်လျှောက်လုံးမှာနောင်တနဲ့ဆက်ဆိုင်တဲ့တရားကိုပါဇက်ဖြားနေမချဘဲနဲ့ဟောပြောခဲ့တယ်ဆိုတာကိုမြင်တွေ့ရတယ်။အခုခါမှာလည်းဟေရုမင်းကြီးကိုမပြုတ်အပ်တဲ့အရာတွေမပြုတ်မိဖို့ရန်အတွက်ယောဟန်ကပြောပြနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီအကြောင်းကြောင့်ပဲယောဟန်ကထောင်ကျဖို့အကြောင်းဖြစ်သွားတယ်။ယောဟန်ဘက်ကစဉ်းစားကြည့်မယ်ဆိုရင်အပြစ်မရှိပါပဲလျက်ထောင်ကျရတယ်။တနည်းအားဖြင့်ဘုရားသခင်ရဲ့အလိုတော်နဲ့အညီအသက်ရှင်နေပါလျက်နဲ့ထောင်ထဲမှာချုပ်နှောင်ခြင်းကိုခံခဲ့ရတယ်။အဲ့ဒါအပြင်ပိုဆိုးတာကဟေရောတိရဲ့လှုပ်ကြံမှုကြောင့်မကြာခင်မှာခေါင်းဖြတ်ခံရတော့မယ့်အခြေအနေမှာရှိနေတဲ့အခါမှာယောဟန်ကတန်တရားစိတ်တွေစတင်ပြီးတော့ဝင်လာတယ်။သခင်ယေရှုရှိနေပါရဲ့နဲ့ဒီအခြေအနေကိုရင်ဆိုင်ရတော့မှာလား။သခင်ယေရှုရှိနေပါလျက်နဲ့ငါအခုလိုဆင်းရဲဒုက္ခကိုခံနေရပါလား။သခင်ယေရှုကငါတို့မျှော်လင့်နေတဲ့ခရစ်တော်ဟုတ်မှဟုတ်ရဲ့လားဒါမှမဟုတ်တခြားသူကိုစောင့်ရအောင်ပါလားစသဖြင့်ယုံကြည်ခြင်းတွေရင်းရိုင်လာတယ်သူ့ရဲ့မျှော်လင့်ချက်တွေဟာခန်းချောက်လာခဲ့တယ်တန်တရားစိတ်တွေဝင်လာပြီးတော့မှစိတ်ပြက်စာပြုတ်လာခဲ့တယ်တကယ်တော့ဗတ္တိဇံဆရာယောဟန်ကယေရှုဟာခရစ်တော်ဖြစ်တယ်ဆိုတာကိုသူမသိလို့မဟုတ်ပါဘူးသူကိုယ်တိုင်ပဲငါနောက်ကျလာတဲ့သူကငါထက်သက်ဆွမ်းနိုင်တယ်အဲ့ဒီလူရဲ့ခြေနှင်းတော်ကိုမြဆောင်ခြင်းကငါမထိုက်တန်ဘူးအဲ့ဒီလူကတန်ရှင်တော်ဝိညာဉ်တော်နဲ့၎င်းမီးနဲ့၎င်းသင်တို့ကိုဗတ္တိဇံပေးမယ်လို့ဟောပြောခဲ့ဘူးတာဖြစ်ပါတယ်သခင်ယေရှုဘယ်သူလဲဆိုတာသူကောင်းကောင်းသိပါတယ်ဒါပေမဲ့ဒုက္ခခံရပံများလာတဲ့အခါမှာတန်တရားစိတ်တွေဝင်လာပြီးတော့စိတ်ပြက်စာပြုလာခဲ့တယ်အဲ့ဒီအခါမှာသခင်ယေရှုကသူအပြင်မှာလှုပ်နေတဲ့အကြောင်းအရာတွေကိုပေါ်ပြပြီးတော့မှနောက်ဆုံးမှာငါကြောင့်စိတ်မပြတ်တဲ့သူကမင်္ဂလာရှိတယ်လို့ဗတ္တိဇံယောဟန်ကိုပြန်ပြောစေခဲ့တာဖြစ်ပါတယ်။တဘောကတော့ဘာပဲကြုံစိတ်မပြတ်နဲ့လို့ယောဟန်ကိုအားပေးလိုက်ခြင်းပဲဖြစ်တယ်။အခုကျွန်တော်တို့ရှိတဲ့နေရာကလောကကြီးဖြစ်ပါတယ်။လောကရဲ့သဘောတဘာဝအရာအခက်အခဲပြဿနာတွေကမကြုံချင်လဲကြုံနေရအောင်ပါပဲ။ဒါကယေရှုကျွန်တော်တို့နဲ့အတူမရှိလို့မဟုတ်ပါဘူး။ယေရှုခရစ်တော်ကကျွန်တော်တို့နဲ့အတူအမြဲတမ်းအတူတူရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာကလောကမှာရှိနေတဲ့အတွက်ကြောင့်မို့လို့ဖျားသခင်ကျွန်တော်တို့နဲ့အတူရှိလင့်ကစားပြဿနာကလည်းရှိနေအောင်ပဲကြုံနေအောင်ပဲဒါပေမဲ့တိမ်မင်းအရေးလွမ်းမိုးတော့ကြိုင်တယ်မှာရှောက်သွားရတော့လေဖျားသခင်ကကျွန်တော်တို့နဲ့အတူရှိနေအောင်ပါပဲဖြစ်ပါတယ်။ယောဟန်ကိုအားပေးတယ်လို့ဖျားသခင်ကကျွန်တော်တို့ကိုဒီကနေ့မှာစိတ်မပြတ်နဲ့လို့အားပေးပါတယ်။ဒါကြောင့်မို့လို့ဘုရားသခင်အတွက်အသက်ရှင်တဲ့အခါမှာဘုရားကြောင့်ပြဿနာတွေကြုံလာတယ်ဘုရားကြောင့်အခက်အခဲတွေကြုံလာတယ်ဘုရားကြောင့်ဒုက္ခခံရတယ်ဆိုရင်လည်းစိတ်မပြတ်ပါနဲ့တခါတည်းရန်စိတ်ပြတ်စရာကောင်းတဲ့အခြေအနေတွေနဲ့ကျွန်တော်တို့ရင်ဆိုင်ရမှာပါတို့တော့စိတ်မပြတ်လိုက်ပါနဲ့ဘာကြောင့်လဲဆိုရင်ဘုရားသခင်ကအခြေအနေတိုင်းမှာကျွန်တော်တို့နဲ့အတူရှိတဲ့ဘုရားဖြစ်တယ်ဘုရားသခင်ကတစ်ခုမဟုတ်တစ်ခုအကောင်းဆုံးကျွန်တော်တို့အတွက်ကြံစီပေးထားတယ်ဘု
ဖျားသခင်ရှိရင်မျောလင့်ချက်ရှိသေးတယ်ယောဟန်အနေနဲ့သူ့ရဲ့မျောလင့်ချက်တွေခန်းချောက်လာတဲ့အခါမှာသခင်ယေရှုကငါကြောင့်စိတ်မပြတ်နဲ့မင်္ဂလာရှိတယ်ဆိုတဲ့စကားတော်နဲ့သူ့ရဲ့မျောလင့်ချက်တွေပြန်ပြီးတော့ဖြည့်ပေးခဲ့တယ်စိတ်သက်လူလူယောဟန်ကလည်းပဲသခင်ယေရှုရဲ့အဲ့ဒီစကားကြောင့်မျောလင့်ချက်တွေပြန်ပြည့်လာခဲ့တယ်ဒါကြောင့်သခင်ယေရှုကလည်းယောဟန်ရဲ့မင်္ဂလာရှိခြင်းကိုမိမမွေးတဲ့သူတွေထဲမှာဗတ္တိဇံဆရာယောဟန်လောက်မြတ်တဲ့သူတယောက်မှမပေါ်မထွန်းသေးလို့နှုတ်ကနေပြီးတော့မှထုတ်ဖော်ပြောဆိုခဲ့တယ်ဆိုတာကိုမြင်တွေ့ရတယ်မိတ်ဆွေကျွန်တော်တို့ခရစ်ယာန်အသက်တာဆိုတာဟာဒီဘဝအတွက်ပဲအသက်ရှင်ရတာမဟုတ်ပါဘူးကျွန်တော်တို့ဟာနဘဝစာအသက်ရှင်ရတာဖြစ်တယ်ဒီဘဝမှာအစင်မပြေမှုတွေကြုံနေရလို့အခက်အခဲတွေတစ်ခုပြီးတစ်ခုရင်ဆိုင်နေရလို့လဲဒါကအဆုံးသတ်မဟုတ်သေးပါဘူးတမလွန်မှာသာမင်္ဂလာရှိမယ်ဆိုတာသင်သိရင်လက်ရှိပြဿနာတွေကြားမှာသင်ကစိတ်ပြတ်နေမှာမဟုတ်ပါဘူးအခက်အခဲတွေကြားမှာသင်ကဝမ်းနည်းနေမှာမဟုတ်ပါဘူးဒါကြောင့်မို့လို့ဘာအကြောင်းပဲဖြစ်ဖြစ်စိတ်မပြတ်လိုက်ပါနဲ့ဘုရားသခင်ကိုဆက်ပြီးတော့ကိုးကွယ်နေပါမျှော်လင့်ချက်တွေကိုဆက်ပြီးတော့ထားပါယုံကြည်တဲ့အတိုင်းဆက်ပြီးတော့သွားနေပါမောရှေရဲ့အသက်တာကိုကြည့်လိုက်ပါမောရှေကနောက်ဖြစ်မဲ့အကျိုးကိုမျှော်လင့်ပြီးတော့ဒီဘဝမှာဖာရောသမီးရဲ့သားဖြစ်ခြင်းကိုဆွန့်လွတ်ပြီးတော့မှတဲ့ဖျားလူတွေနဲ့အတူတူဆင်းရဲဒုက္ခခံဖို့အတွက်ရွေးချယ်ခဲ့တာဖြစ်ပါတယ်တဲ့ကြည့်ပါကျွန်တော်တို့ကဒုက္ခဆင်းရဲခြင်းတွေကိုမကြုံရဖို့ဆုတောင်းနေတဲ့အခါမှာမောရှေကဆင်းရဲခြင်းကိုတကူးတကရွေးချယ်ခဲ့တယ်ဆိုတာကိုမြင်တွေ့ရတယ်ဒါကြောင့်မို့လို့ဆင်းရဲဒုက္ခပြဿနာတွေကစိတ်ပြက်စရာအကြောင်းမဟုတ်ပါဘူးယခုဘဝဆင်းရဲခြင်းကကျွန်တော်တို့ဝိညာဉ်ရေးရာအကျိုးအတွက်ကောင်းတယ်ဆိုတာကိုနားလည်ဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့ဘုရားသခင်နဲ့တွားနေရင်းနဲ့အစမပြေမှုတွေအခက်အခဲတွေကြုံလာတဲ့အခါမှာစိတ်မပြတ်ပါနဲ့ဒီစိတ်ပြတ်စရာကောင်းတဲ့အခြေအနေတွေကငါရဲ့ဝိညာဉ်အကျိုးအဖို့ကောင်းတယ်လို့ဝန်ခံလိုက်ပါဒါကြောင့်မို့လို့ချစ်ရတဲ့ညီကောင်မတို့အခြေအနေတိုင်းမှာစိတ်မပြတ်ပေနဲ့ဘုရားသခင်အတွက်ဆက်လက်တည်ကြည်တော်သူများဖြစ်နိုင်ဖို့ရန်အတွက်ဝေငှပါတယ်အရောက်စီတိုင်းမှာဖျားရှင်အထူးကောင်းကြီးပေးပါစေ